တရုတ်ရဲ့မြေရှားကုန်သွယ်မှုကန့်သတ်ချက်တွေကြောင့် Optimus စက်ရုပ်တွေထုတ်လုပ်ဖို့ Delta ကုမ္ပဏီအခက်ကြုံနေပြီလို့ Tech Explorer သတင်းမှာဖော်ပြထားပါတယ်။စက်ရုပ်ထုတ်ရာမှာအရေးပါတဲ့မြေရှားတွေကိုကုန်သွယ်မှုကန့်သတ်လိုက်တာကြောင့်အခုလိုအခက်ကြုံနေတာဖြစ်ပါတယ်။တရုတ်ကလည်းသူ့မြေရှားကိုစစ်ဘက်မှာအသုံးပြုမှာကိုစိုးရိမ်လို့အခုလာဆန်းလောက်ကပဲမြေရှားတပ်ထု dressing နဲ့တန်လိုက်9မျိုးအတွက်တင်ပို့မှုကန့်သက်ချက်တွေချမှတ်လိုက်တာဖြစ်ပါတယ်။ဒါကြောင့်မြေရှားလိုချင်ရင်ဘေကျင်းကကုန်သွယ်ရေးဝန်ကြီးဌာနကို export license တင်ရမှာဖြစ်ပြီး license ခွင့်ပြုချက်ကြားဖို့အတွက်ကတော့6ပတ်ကနေ10ပတ်ကြာမြင့်နိုင်တယ်လို့ဆိုပါတယ်။မြေရှားတပ်ထုသုံးအမြဲတမ်းတန်လိုက်ကလျှက်စစ်ကားဘက်ထရီကနေမိချောင်းအထိနဲ့စစ်ဘက်ဆိုင်ရာကနေ smartphone လို electronic အစိတ်ပိုင်းတွေအထိအသုံးပြုနိုင်ပြီးစက်ရုပ်ထုတ်လုပ်ရေးမှာလည်းအဲ့ဒီမြေရှားတပ်ထုကအဓိကလိုအပ်တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာမြေရှားတပ်ထုတန်းဆင်မှုရဲ့90%ကျော်ကိုထိန်းချုပ်ထားတဲ့တရုတ်ကTerbium, Dysprosium စတဲ့စက်ရုပ် EV ကားနဲ့ကာကွယ်ရေးစနစ်တွေမှာသုံးတဲ့စွမ်းရည်မြင့်တန်လိုက်တင်ပို့မှုကိုကန့်သတ်ထားတာဖြစ်ပါတယ်ရှင်။